Back button. ကျွန်တော် sharing YouTube channel ကိုကြည့်ရှုလေ့လာနားဆင်နေကြတဲ့ညီကိုမောင်နှမများအားလုံးမင်္ဂလာပါကျွန်တော်တို့အခုကတော့ပြောပြချင်တာကတော့ဒီဖုန်းတွေထဲမှာပါတဲ့ငလျင်3 page ပေါ့နော်ငလျင်3 page ကိုပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ငလျင်တွေပါလှုပ်သွားကြတယ်ပေါ့နော်လှုပ်သွားကြတဲ့အခါမှာကျွန်တော်တို့ဒါငလျင်တွေကိုကျွန်တော်မသိလိုက်ဘူးလှုပ်နေချိန်မှာလည်းကိုဖုန်းကကျွန်တော်တို့3 ပေးမလာဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပါတယ်အဲ့တော့ဒီဖုန်းတွေထဲမှာပါတယ်ကျွန်တော်တို့ငလျင်3 page ကတကယ်လုံးမလို့ဆိုတာကိုတော့ကျွန်တော်အမှမခံဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့သူကကျွန်တော်တို့တော့ကျွန်တော်ဖွင့်ထားတယ်ဒါပေမဲ့လို့ဒီလုတ်တဲ့အခါတော့ကျွန်တော်ဒီမှာမီးပြတ်သွားတယ်ဆိုတော့ network မရတော့တဲ့အခါကျသူမလုတ်တော့ဘူးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဘယ်ထဲကိုသွားမလဲ setting ထဲကိုသွားရပါမယ် Notification. Open settings. setting ထဲကိုသွားပြီးတဲ့အခါမှာကျွန်တော်တို့က Wallpaper. Theme. Lock screen. Secure. Locate. Safety and location. Location requests. ဒီမှာကျွန်တော် location request ထဲမှာကျွန်တော်သွားကြည့်လို့ရတယ်ပေါ့နော်ဝင်လာကြည့်လို့ရှိရင်အပေါ်ဆုံးမှာ On and on. App location services. App permission. System UI recent location services. ဒီမှာ app permission ရဲ့အောက်ကကျွန်တော် location services ဆိုတဲ့ထဲဝင်လိုက်ပါ Location services. ပြီးလို့ရှိရင်အပေါ်ဆုံးမှာကြည့်ရအောင်ပါ Emergency locate earthquake alerts on. earthquake alerts ဒီကောင်ကျွန်တော်တို့ on ထားတယ်ပေါ့နော်အဲသူထဲဝင်လိုက်မယ်ဆိုရင် Earthquake alerts. ကျွန်တော်တို့ earthquake alerts ပေါ့နော်ဒီကောင်ကျတော့ကျွန်တော်တို့ကဒီပထမဆုံးတစ်ချက်ကကျွန်တော် location ဖွင့်ရမယ်ပေါ့နော်ဒီကောင်သုံးမယ်ဆိုရင် location ဖွင့်ထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ internet ဖွင့်ထားမယ်ပေါ့နော် location ဖွင့်ထားမယ် internet ဖွင့်ထားမယ်အဲ့တော့သူ့ကိုကျွန်တော်အပေါ်ဆုံးမှာကြည့်အောင် Earthquake alerts. ဒါသူကောင်းစင်အဲ့ကွာ Navigate up button. Animation. ဟုတ်ပြီ Earthquake alerts on. ဒါ on ထားတယ်ပေါ့နော်ဒီကောင် off လုပ်လိုက်ရတယ် How it works. how it works သူဘယ်လိုလုပ်တယ်လဲပေါ့နော် When an earthquake is detected nearby. ကျွန်တော်ဒီမှာဒီအနီးနားမှာတဲ့ငလျင်တွေ့လို့ရှိရင်ပေါ့နော် You will get an alert with the initial estimated magnitude and distance from your location. ဒီမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲ3 page တွေရောက်လာမယ်ပေါ့နော်ကိုယ့်စီကို You will 3 get an alert page with ရ the မယ် initial ပေါ့ estimated magnitude and distance from your location. distance from your location ဆိုတော့ကိုယ့်ရဲ့ location နဲ့အကွာဝေးကနေပြီပေါ့နော်သူက3 page တွေရောက်လာမှာဖြစ်ပါတယ် Android uses your approximate location to send info about nearby earthquakes of magnitude 4.5 and above. Earthquakes are detected by Shake Alert registered, California or in Washington, and by Android, all other locations. ဒါကတော့ကျွန်တော်ဒီမှာ Android uses your approximate location. Android You will က get an တဲ့ alert with the initial ဒီ estimated ကိုယ့်ရဲ့ magnitude. location Back button. ကျွန်တော်တို့ခံမှန်းကြည့်ပေါ့နော်ကိုယ့်နဲ့အနီးဆုံးပေါ့နော် location ကိုအသုံးပြုပြီးတော့ကိုယ့်စီကိုဒီ information ငလျင်နဲ့ပတ်သက်တဲ့ information တွေကိုသူပို့ပေးမယ်ပေါ့နော်ဘယ်လောက်သူကဒီ magnitude 4.5ပေါ့နော် 4.5 နဲ့အထက်ပေါ့နော်အဲ့ဒါကိုသူလုပ်ပေးမယ်တဲ့ You will get an alert with the initial. Android uses your approximate. Keep in mind, earthquake alerts are not supported in all areas. Not all earthquakes can be detected. Magnitude and shaking intensity estimates may have errors. You may receive an alert before, during, or after shaking begins. ဒါတော့ကျွန်တော်ဒီမှာ keep in mind မှတ်ထားပါတဲ့ဒီငလျင်တွေကတော့ကျွန်တော်တို့နေရာဒေသတိုင်းမှာတော့အလုံးမလုပ်ဘူးပေါ့နော်ငလျင်3 page ကတော့နေရာဒေသတိုင်းမှာအလုံးမလုပ်ဘူးကျွန်တော်တို့ဒီကိုကဒီ error တွေဖြစ်နိုင်တယ်ပေါ့နော်ပြောချင်တာမလှုပ်နေတဲ့အချိန်သိနိုင်တယ်ဒါမှမလှုပ်ခင်သိနိုင်တယ်ဒါမှမဟုတ်ရင်ဒီလှုပ်ပြီးတော့မှလည်းသိရင်သိနိုင်တယ်ပေါ့နော်ဒီ3 page က Learn more about earthquake alerts. ဒါတော့ learn more about earthquake alerts ပေါ့နော်ဒီကောင်ကကျွန်တော်တို့ဒီမှာဒီကနေပြီးသွားပြီးတော့ထပ်ပြီးလေ့လာလို့ရတယ်ပေါ့ See a demo. see a demo ဆိုကျွန်တော်အစမ်းကြည့်မလားပေါ့ဒီငလျင်3 page ကသူဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုအစမ်းကြည့်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ် App. Earthquake safety info. ဒါသူရဲ့ငလျင်3 page လာတဲ့တီးလုံးပေါ့နော်ဒါတွေ့လို့မြည်တယ်အဲ့တော့ကြည့်ရအောင် Test 25.6 miles away. ဒါကျွန်တော်sorry 25.6 miles away. 25.6 မိုင်အကွာနေပြီးတော့ငလင်းလှုပ်နေတယ်ပေါ့ဒါတကယ်တော့မလှုပ်ပါဘူးဒါ CA demo ဆိုတော့ကျွန်တော်တို့ကဒါအစမ်းကြည့်ရပါတော့ Drop. Drop. Cover. Cover. Hold. Hold. Android earthquake alert system. ဒါ Android earthquake alert system ပေါ့နော် Close demo button. close demo ပေးလို့ရပြီ Earthquake alerts. အဲ့ဒါတော့ကျွန်တော်တို့ earthquake alert ဘယ်လိုလုပ်တယ်ဆိုတာဖြစ်ပါတယ် location ဖွင့်ထားမယ် internet ဖွင့်ထားမယ်ပြီးတော့ဒီထဲကိုလာပြီးတော့ကျွန်တော်တို့ဒီငလျင်3 page ကိုဖွင့်ထားမယ်ပေါ့နော် Location services. Back button. Location. Settings. ကျွန်တော် setting ရဲ့ကျွန်တော်တို့အပေါ်ဆုံး search bar မှာလည်းကျွန်တော်ရိုက်ရှာလို့ရတယ်ပေါ့နော် Settings. ဒီမှာ Search settings button. ဒီကနေပြီးကျွန်တော်ရိုက်ရှာလို့ရတယ်ပေါ့နော် S F E A E E R T H Earth PM QUAKE ပေါ့နော် U U Earth A K R E earthquake အဲ့မှာကျွန်တော်အပေါ်မှာကြည့်အောင် others
Earthquake alerts. ဒါကျွန်တော်တို့ earthquake alert ဒီထဲမှာလည်းကျွန်တော်ဝင် Save ပြီး results. ဝင်လို့ရ No တယ် save ပေါ့နော် earthquake alerts. Others. Wireless emergency alerts. Wireless emergency alerts. ဒါကတော့ကျွန်တော်တို့ဒါဖုန်းရဲ့ဖုန်းထဲမှာပါတဲ့ကျွန်တော်ငလင်သတိပေးချက်ဖြစ်ပါတယ်ဒီလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်